အခုဇလန်းလေးအစမှာကျမဟာဂုံတရေရှိအမျိုးသမီးတစ်ယောက်ပြီးမိသားစုချင်းသဘောတူထားတဲ့စိတ်ဆက်ထားသူတိုးရောင်ချမ်းတဲ့မင်္ဂလာကိစ္စတွေကိုအခန်းတစ်ခုထဲမှာဆွေးနွေးနေခဲ့ပါတယ်ဒါပေမဲ့ကျမတို့ကြားမှာတော့လိုက်ကတစ်ခုချထားတာပေါ့အဲ့ဒီအချိန်မှာပဲသူတော်ကနေခေါ်လာတဲ့မိန်းကလေးတစ်ယောက်ဟာအခန်းထဲကိုဝုန်းတိုင်းကျဲဝင်လာပါတော့တယ်အဝတ်စားတွေကလည်းဖျို့ဖျဲနဲ့ကျမရဲ့စိတ်ဆက်ထားသူရင်ခွင်ထဲကိုအတင်းတိုးဝင်ပြီးတော့ဘာလို့ဒီလောက်စောစောထားတာလဲဆိုပြီးကလေးတစ်ယောက်လိုချွဲနွဲ့နေတာပါဒီမိန်းကလေးဟာလိုက်ကာရဲ့တစ်ဖက်မှာကျမနဲ့တခြားဧည့်သည်တွေရှိနေတယ်ဆိုတာကိုလုံးဝသတိမထားမိခဲ့ပါဘူး။တိုးရောင်ချမ်းကတော့အရှက်ရသွားပြီးလိုက်ကာကိုအမြန်ပိတ်သူ့ရဲ့အပေါ်ဝေးယုံနဲ့အဲ့ဒီမိန်းကလေးကိုဖုံးကွယ်ပေးလိုက်ပါတယ်ပြီးတော့ဒါငါရဲ့မိသားစုကိစ္စမို့အားလုံးခဏဖယ်ပေးကြပါလို့အမိန့်ပေးလိုက်ပါတယ်။ဧည့်သည်တွေအားလုံးကတော့ကျမကိုလှောင်ပြုံးတွေနဲ့ကြည့်ပြီးထွက်သွားကြတာပေါ့။ကျမကတော့မလုံမရှက်ထိုင်နေရင်လူတွေကုန်မှအေးဆက်ဆက်လေးတန်းနဲ့မေးလိုက်ပါတယ်ရှင်ကဇနီးကြီးရောမရေငယ်ကိုရောတပြိုင်တည်းလက်ထက်ချင်နေတာလားအဲ့ဒီအခါသူကမျက်နှာပြတ်သွားပြီးဒီမိန်းကလေးကမယားငယ်မဟုတ်ဘူးလို့ညင်းပါတယ်ကျမကဒါဆိုသူမကဘာတူလဲလို့ပြန်ပြီးတော့သူကစင်ကြေတွေပေးပါတော့တယ်သူမကစေပညာကျွမ်းကျင်တယ်အလောက်ကင်စစ်ဆက်တဲ့စစ်တပ်ထဲမှာလည်းလူချစ်လူခင်များတယ်ငါ့ကိုအပြင်အလုပ်တွေမှာကူညီပေးနိုင်တဲ့သူမင်းကတော့အိမ်တွင်းပုံအမျိုးသမီးတစ်ယောက်ပဲလေအိမ်အောင်ဖက်အမွေကလွဲရင်ငါ့ကိုဘာမှကူညီနိုင်မှာမဟုတ်ဘူးအဲ့တော့မင်းကအိမ်မှာပဲနေပြီးငါမိဘတွေကိုပြုစုအိမ်မှုကိစ္စတွေကိုပဲစီမံခန့်ခွဲတာပိုကောင်းလိမ့်မယ်လို့ခက်တီတီပဲပြောချလိုက်ပါတော့တယ်သူနဲ့သူ့ချစ်ဦးကတော့အပြင်မှာအလုပ်တွေအတူတူလုပ်ပြီးပျော်ပါနေကြမဲ့သဘောပေါ့ကျမကတော့သူ့ရဲ့အောက်တန်းကျတဲ့စကားတွေကိုအပိုပြောမဖက်ချင်တော့တာနဲ့ရှင်ပြောသလိုပဲဖြစ်စေရမယ်လို့ခက်အေးအေးပဲပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့ဒါဟာအလျှော့ပေးလိုက်တာမဟုတ်ပါဘူးပိုကြီးမားတဲ့အစီအစဉ်တစ်ခုစတင်လိုက်တာပါကျမဟာချက်ချင်းပဲနန်းတော်ထဲကိုဝင်ပြီးမိဖုရားကြီးကိုတွားရောက်ကားရွားပြုခဲ့ပါတယ်မိဖုရားကြီးကကျမကိုမြင်တာနဲ့မင်းတကယ်ပဲအိမ်ရှိဆန်နဲ့လက်ထပ်ဖို့သဘောတူလာလားလို့အံ့ဩတကြီးမေးပါတော့တယ်ကျမကလည်းခိုင်မာတဲ့အကြည့်တွေနဲ့ကျမသဘောတူပါတယ်လို့ဒူးထောက်ပြီးသတိပေးလိုက်ပါတယ်မိဖုရားကြီးကတော့အရန်ကိုဝမ်းသာသွားပြီးကျမကိုလက်ကိုဆွဲကာထူပေးပါတော့တယ်တိတ်ကောင်းတာပဲမင်းသားအိမ်ရှိဆန်အတွက်သားဆက်ခံသူလေးငွေပေးနိုင်ရင်မင်းရဲ့ကြံရှိတဲ့ဘဝတစ်လျှောက်လုံးကိုစီးစိမ်ချမ်းသာတွေနဲ့ပြည့်စုံအောင်ငါအမခံပါတယ်လို့ဂရီတွေတဖွာဖွာပေးနေပါတော့တယ်တကယ်တော့မြို့တော်ကဂုံတရေရှိအမျိုးသမီးတွေထဲမှာဘသူကမှမဆိုးမဖြစ်ချင်ကြတာမဟုတ်ပါဘူးအထူးသဖြင့်တေလူမျောပါဖြစ်နေတဲ့အိမ်ရှိဆန်တယောက်နဲ့လက်ထပ်ပြီးကိုဝင်ရဖို့ဆိုတာမဖြစ်နိုင်ဘူးလို့အားလုံးကယူဆထားကြတာပါဒါပေမဲ့ကျမကတော့တိုမီသားစုကနေလွတ်မြောက်ဖို့နဲ့သူတို့ကိုလက်စားချေဖို့အတွက်ဒီခွင့်ရေးကိုလက်လွတ်မခံနိုင်ပါဘူးအဲ့ဒီအချိန်မှာပဲအေဂရစ်မင်းမြတ်ကအခန်းထဲကိုရောက်လာပြီးမင်းနဲ့တိုရောင်ချမ်းရဲ့စစ်ဆက်ပွဲကငါကိုတော်တိုင်းသဘောတူထားတာမဟုတ်လားလို့အေးဆက်ဆက်ကြီးနဲ့မေးလိုက်ပါတော့တယ်အေဂရစ်မင်းကြီးဟာနန်းတော်ထဲမှာထိုင်နေရင်းနဲ့ဒေါသထွက်နေတဲ့အသွင်ရှိပါတယ်သူကအဲ့ဒီလီမီဆိုတဲ့မိန်းမဟာတိုရောင်ချမ်းမှာစစ်ဆက်ထားသူရှိနေတာကိုတိတိကြီးနဲ့မရှောင်ရှားပဲအတူတူပေါင်းဖက်ခဲ့တယ်ဒါဟာကောင်းတဲ့မိန်းမတစ်ယောက်ရဲ့လုပ်ရမဟုတ်ဘူးလို့ပြစ်တင်ပြောဆိုနေတာပါတစ်ဖက်မှာလည်းတိုရောင်ချမ်းကိုပါအပြစ်ဖို့နေပြီးသူတို့နှစ်ယောက်လုံးဟာလူလိမ်လူညာတွေပဲလို့ကောက်ချက်ချလိုက်ပါတယ်ဒီအချိန်မှာပဲဘေးနားမှာရှိနေတဲ့မိဖုရားကြီးကအခွင့်အရေးကိုလက်မလွတ်ပဲဝင်ပြောပါတယ်အရှင်မင်းကြီးကျိန်ကော့ကုန်းမိသားစုဟာတစ္ဆာရှိတဲ့မျိုးရိုးပါသူတို့ရဲ့သမီးဖြစ်သူဝီယန်ကာဟာအခုလိုအဆက်တပွဲဖြစ်ခဲ့ရတာတကယ်ကိုစိတ်မကောင်းစရာပါပဲဒါကြောင့်သူမကိုနန်းတွင်းထဲကိုတော်ကောက်ပြီးချွေးမတော်အဖြစ်လက်ခံလိုက်မယ်ဆိုရင်တော့အရှင်မင်းကြီးရဲ့ဂုဏ်သတင်းဟာပြည်သူတွေကြားမှာသဘောထားကြီးတဲ့မင်းကောင်းမင်းမြတ်အဖြစ်ကြော်ကြားသွားမှာပါလို့အကြံပေးလိုက်ပါတယ်အေဂရစ်မင်းကြီးဟာခဏလောက်စဉ်းစားပြီးနောက်သူမကိုယ်တိုင်ကလည်းသဘောတူတယ်ဆိုရင်တော့မင်းပဲအဲ့ဒီကိစ္စကိုစီစဉ်လိုက်တော့လို့ဆိုကနန်းတော်ကနေထွက်ခွာသွားပါတယ်မိဖုရားကြီးကတော့သူမရဲ့အကြံအောင်မြင်သွားတဲ့အတွက်ဝမ်းသာမျက်ရည်ကျပြီးကျေးဇူးတင်စကားဆိုလိုက်ပါတော့တယ်အေဂရစ်မင်းကြီးဟာစာကြည့်ဆောင်ကိုရောက်တဲ့အခါမှာတော့စိတ်မသက်မသာဖြစ်နေသေးပါကျင်းကော့ကုန်းကွယ်လွန်လာမကြသေးဘူးတိုရောင်ချမ်းကတော့ဟန်တာမဆောင်နိုင်တော့ပဲဖောက်ပြန်ပြနေပြီလို့ညှိတွားပါတယ်ဒီအချိန်မှာအပါတော်မြဲကလက်ဖက်ရည်ဆက်တာရင်းနဲ့မှန်လာပါဖေဖုံမင်းကလေးဟာမိသားစုဝင်3ယောက်လုံးကိုဆုံးရှုံးခဲ့ရတဲ့အပြင်အခုလိုထပ်ပြီးအလှည့်စားခံရတာတကယ်ကိုတနာစရာပါပဲလို့ထောက်ခံပြောဆိုနေပါတော့တယ်အတွေ့အကြုံရင်းနဲ့အမတ်ကြီးတယောက်နဲ့အေဂရစ်မင်းမြတ်တို့အလေးနဲ့ဆွေးနွေးနေကြပါတယ်အမတ်ကြီးကဖုန်ကျင်းမင်းသမီးလေးဟာသူ့ရဲ့ရင်းနှီးတဲ့ဆွေမျိုး3ယောက်လုံးကိုဆုံးရှုံးလိုက်ရတဲ့အပြင်အခုလိုရုတ်တရက်အပြောင်းလဲကြီးနဲ့ကြုံလိုက်ရတော့စိတ်ပိုင်းဆိုင်ရာတော်တော်လေးထိခိုက်သွားပုံရတယ်လို့စိုးရိမ်တကြီးတင်ပြနေပါတယ်ဒါတင်မကသေးပဲမင်းသမီးလေးဟာစစ်ဗိုလ်ချုပ်တုံးကိုကူညီဖို့အတွက်အင်ရှိဆန်မင်းသားနဲ့လက်ထပ်ဖို့အထိဆုံးဖြတ်ထားတယ်လို့လည်းသိရပါတယ်ဒါကိုကြားလိုက်ရတဲ့အေဂရစ်မင်းမြတ်ကတော့လောင်ပြုံးတစ်ချက်ပြုံးရင်တကယ်ကိုမိုင်မဲလိုက်တာလို့ဆိုပါတယ်အေဂရစ်ရဲ့အမြင်မှာတော့အသက်ရှင်နေတဲ့အင်ရှိဆန်တောင်မင်းသမီးလေးကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ယူဆနေတာပါအင်ရှိဆန်သားနဲ့ရွာဆန်သွားရင်မင်းသမီးလေးအတွက်ကတော့အတူတူတေရင်းနဲ့လိုက်သွားရဖို့ပဲရှိတာပေါ့လို့အေဂရစ်ကအေးဆက်ဆက်ပြောလိုက်ပါတယ်အေဂရစ်ဟာမျက်မှောင်ကျုပ်ပြီးတစုံတစ်ခုကိုအပြင်းထန်စဉ်းစားနေပါတယ်မကြသေးခင်ကမှစစ်မြေပြင်မှာအောင်ပွဲခံပြီးအကျိုးဆောင်ထားတဲ့တုံရောင်ချမ်းနဲ့လီမီတို့ကိုလည်းသူချက်ချင်းဒေါသပုံမချခြင်းသေးပါဘူးဒါပေမဲ့တစ်ဖက်ကလည်းအင်အားကြီးတဲ့နေစားမင်းဟောင်းတွေရဲ့စိတ်ဓာတ်ကိုမထိခိုက်အောင်ဘယ်လိုကင်တွယ်ရမလဲဆိုတာသူအကြက်ရိုက်နေပါတယ်ဒီအချိန်မှာပဲအပားတော်မြဲဝန်ကုန်းကုန်းကသူတို့ကိုတတိပေးတဲ့အနေနဲ့နည်းနည်းလောက်ပညာပေးလိုက်ရင်မကောင်းဘူးလားလို့အကြံပေးလိုက်ပါတယ်အေဂရစ်လည်းခဏလောက်စဉ်းစားပြီးနောက်မှာတော့သူ့ရဲ့စိတ်ထဲမှာအစီအစဉ်တစ်ခုရှိသွားပုံရပါတယ်ကျမကတော့အိမ်တော်ထဲကိုခြေလန်းဆက်လန်းလိုက်တဲ့အချိန်မှာပဲရှေ့ဝန်းထဲမှာလူတွေအများကြီးစုယုံနေတာကိုတွေ့လိုက်ရပါတယ်
နန်းတော်ထဲကအပြန်အိမ်တော်ထဲကိုကျမဝင်လာတဲ့အခါမှာတော့လူတိုင်းရဲ့မျက်နှာတွေဟာညှိုးငယ်နေကြပြီးတစ်စုံတစ်ခုမှားယွင်းနေပြီဆိုတာကျမသိလိုက်ပါပြီအဲ့ဒီအချိန်ခဏမှာပဲကျမရဲ့ရင်ထဲမှာလည်းဒိတ်ခနဲဖြစ်သွားပြီးဘာတွေထပ်ဖြစ်ပြန်ပြီလဲလို့ကိုအထိတ်တလန့်မေးမိလိုက်မိပါတယ်ထိုအချိန်မှာပဲကျမရဲ့အစီခံမလေးလိုအားကကျမစီကိုဒေါ်လာတကြီးပြေးလာပါတယ်သခင်မလေးအဲ့ဒီတုံရောင်ချမ်းဆိုတဲ့လူယုံမာကတော့တကယ်ကိုလွန်လွန်းပါတယ်လို့အော်ဟစ်တိုင်တန်းပါတော့တယ်ယူအားပြောပြတာကတော့ကျမတို့တိုင်းပြည်ရဲ့ဒလိထုံးတဲ့အရာတရားဝင်ဇနီးအဖြစ်လက်ထက်ယူမယ်ဆိုရင်မင်္ဂလာလက်ဆောင်တစ်တာအနည်းဆုံးအလုံး20ပေးရမှာပါဒါပေမဲ့စစ်ဗိုလ်ချုပ်တုံကတော့တစ်တာနှလုံးလေးကိုပဲပို့လိုက်ပါတယ်ဒါတင်မကသေးပဲအဲ့ဒီတစ်တာတွေကိုပတ်ထားတဲ့ပိုးပဲကျိုးတွေဟာမရင်ငယ်တွေကိုလက်ခံတဲ့အခါမှသာအသုံးပြုတဲ့ပန်းရောင်ဖဲကျိုးတွေဖြစ်နေပါတယ်ဒါဟာသခင်မလေးရဲ့ဂုဏ်သိက္ခာကိုစော်ကားပြီးမြေလံပစ်လိုက်တာပဲလို့လူအားကဒေါသတကြီးနဲ့မြေကြီးကိုစောင့်နှင်းပြီးပြောပါတယ်ကျမလည်းလူအားညွှန်ပြတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့ဝင်းပြင်ထဲမှာပန်းရောင်ပိတ်စာတွေအုပ်ထားတဲ့မင်္ဂလာလက်ဆောင်တစ်တာနှလုံးထဲကပဲအကြီးကျယ်စွာရှိနေတာကိုတွေ့လိုက်ရပါတယ်ဒီလောက်ထိကျမကိုအဆက်ခွဲလိုက်မယ်လို့မထင်ထားခဲ့မိပါဘူးကျမတော်တော်လေးကိုထိတ်လန့်ပြီးသူ့ကိုယွန်းရှာမိသွားပါတယ်ကျမရဲ့မောင်လေးဖုန်းလီကတော့မျက်ရည်တွေကိုတုပ်ရင်းဒေါသတကြီးနဲ့သူတို့ကမမကိုအနိုင်ကျင့်လွန်းတာပဲကျွန်တော်သွားပြီးပညာပေးလိုက်မယ်လို့ပြောပြီးထွက်သွားဖို့ပြင်ပါတယ်ဒါပေမဲ့ကျမကပဲသူ့လက်ကိုဆွဲထားလိုက်ပြီးမလိုပါဘူးမောင်လေးမမကသူ့ကိုတကယ်လက်ထပ်ဖို့စိတ်ကူးမှမရှိတာသူပါပဲပို့ဖို့အရေးမကြီးပါဘူးလို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်ကျမကအိမ်တော်ထင်းကြီးကိုလှမ်းခေါ်ပြီးဒီလက်ဆောင်တွေကိုတင်ထားလိုက်ပါပြီးတော့မင်္ဂလာဆောင်တဲ့နေ့ကျရင်တမျိုးလုံးတီအောင်မောင်းထုတ်ပြီးအဲ့ဒီလက်ဆောင်တွေကိုသူ့စီပြန်ပို့ပေးလိုက်ပါလို့ညွှန်ကြားလိုက်ပါတယ်နန်းတော်ထင်းကြီးကခဏတော့ကြောင်သွားပေမဲ့ချက်ချင်းပဲကျမရဲ့အကြံကိုသဘောပေါက်သွားပြီးစိတ်ချပါသခင်မလေးကျွန်တော်တအိမ်တော်လုံးမှာရှိသမျှမောင်းတွေအကုန်ယူပြီးသူ့စီကိုပြန်ပို့ခိုင်းလိုက်ပါမယ်လို့ပြုံးပြီးပြန်ဖြေပါတယ်ကျမလည်းကျင်းတဲ့တလိုမျိုးရေမောလိုက်ပြီးကဲအခုအရေးကြီးတဲ့ကိစ္စတွေဆွေးနွေးလို့ရပြီလားလို့မေးလိုက်ပါတယ်ကျမကနောက်10ရက်နေကျမအရှိနှန်းဆောင်ကိုသွားတော့မယ်နန်းတော်ထဲမှာပြင်ဆင်စရာရှိတာတွေမြင်ပြင်ဆင်ကြပါလို့ပြောလိုက်တဲ့အခါမှာတော့အားလုံးကကျမကိုဝိုင်းကြည့်နေကြပါတယ်ဒါပေမဲ့လူတိုင်းရဲ့စိတ်ထဲမှာတော့တေဂာနီးဖြစ်နေတဲ့အိမ်ရှိဆန်စီကိုသွားရမှာတကယ်ပဲအဆင်ပြေပါမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ခေါင်းကိုက်စိုက်ကြနေကြပါတယ်ကျမကတော့မတက်တာတဲ့အပြုံးလေးတစ်ခုနဲ့သူတို့ကိုကြည့်နေမိပါတော့တယ်ကျမဟာတီကြီးပြတ်သားတဲ့စိတ်ဓာတ်နဲ့လူများရှိမှထုတ်ဖော်ပြောကြားခဲ့ပါတယ်ဒီဘဝမှာကျမဟာတစ်ချိန်ပဲလက်ထပ်မှာပါမောင်လေးအရွယ်မရောက်ခင်အထိကျမရဲ့ဘဝကိုအကောင်းဆုံးရှင်သန်သွားမယ်လို့ကတိပြုလိုက်တဲ့အခါမောင်လေးရောဘေးနားကလူတွေပါစိတ်မကောင်းဖြစ်ပြီးမျက်ရည်ကျခဲ့ရပါတယ်ဒါပေမဲ့ဒီစကားတွေကပဲကျမရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုတက်တည်ပြလိုက်တာဖြစ်ပြီးလူတိုင်းရဲ့လေးစားမှုကိုရရှိသွားစေခဲ့ပါတယ်နောက်တနေ့မှာတော့စစ်မြေပြင်မှာထူးချွန်စွာအမှုထမ်းခဲ့တဲ့တုံရောင်ချမ်းနဲ့လီမီတို့အတွက်အေဂရစ်မင်းမျက်စီကစုတော်လက်တော်တွေရောက်ရှိလာပါတယ်။တမျိုးလုံးကလူတွေဟာသူတို့နှစ်ဦးကိုသူရဲကောင်းတွေအဖြစ်သတ်မှတ်ထားကြပြီးနန်းတော်ကနေကြီးကျယ်ခမ်းနားတဲ့ရွှေငွေရတနာတွေနဲ့စုလက်တွေအများကြီးပေးသနာလိမ့်မယ်လို့တထစ်ချယုံကြည်နေကြပါတယ်။စစ်သူကြီးကြီးဟာရှေ့မှာဆိုရင်လည်းရောက်တွေဖောက်ပုံတွေတီးပြီးအောင်ပွဲခံဖို့အားလုံးကအတင်းဆောင်ကြုံနေကြတာပေါ့။ဒါပေမဲ့မိခိုးငွေတွေကြားထဲကနေထွက်ပေါ်လာတဲ့စုတော်လက်တော်အဖွဲ့ကိုမြင်လိုက်ရတဲ့အခါလူတိုင်းအံ့အားသင့်သွားကြပါတယ်။ကြီးကျယ်တဲ့စုလက်တွေအစားအဆောင်၄ယောက်မှလာတဲ့တစ်တာအသေးလေးနှလုံးသားပါလာခဲ့လို့ပါ။ဒါကိုမြင်လိုက်ရတဲ့တုံရောင်ချမ်းရဲ့မိခင်ဖြစ်သူဟာဒေါသကြီးနဲ့ငါသားကအကြီးမားဆုံးကုသိုလ်ကိုယူပေးခဲ့တာလေ။ဘာလို့ဒီလောက်နေရတာလဲ။နင်တို့တွေလမ်းမှာခိုးယူလာကြတာလားလို့အော်ဟစ်ပြီးနန်းတွင်းရာရှိတွေကိုဆွဆွဲပါတော့တယ်။တုံရောင်ချမ်းရဲ့မိခင်ကစုလက်တွေကိုခိုးယူထားသလားလို့ဆွဆွဲလိုက်တဲ့အခါနန်းတွင်းရာရှိကြီးကမျက်နှာပြတ်သွားပြီးစကားကိုစင်ကျင်ပြောပါစုလက်အနေများဆိုတာအေဂရစ်မင်းမြရဲ့အဆုံးဖြတ်ပဲကျွန်တော်တို့ကဘလို့လုပ်ပြီးလက်ဝါးကြီးအုပ်ရဲပါမလဲလို့ပြန်လည်သတိပေးလိုက်ပါတယ်ဒါကိုမယုံကြည်နိုင်တဲ့တုံရောင်ချမ်းရဲ့မိခင်ကတစ်တာအဖုံးတွေကိုအတင်းဆွဲဖွင့်လိုက်ပါတယ်ပထမတစ်တာထဲမှာတော့တာမန်ပိုးထဲအနှင်းငယ်သာပါရှိပြီးဒုတိယတစ်တာထဲမှာတော့စည်ရည်ချမ်းတွေနဲ့စာအုပ်တွေအပြည့်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါဟာသူရဲကောင်းတယောက်အတွက်ရရှိမဲ့ဆုလက်လို့အားလုံးကမထင်ထားကြပါဘူးဒါကိုမြင်လိုက်ရတဲ့အခါမိမိကအရန်ကိုဒေါသထွက်သွားပါတယ်ဒါလေးပဲလားဆိုတဲ့စိတ်နဲ့ပိုးတယ်တွေကိုပိုက်ပြီးတုံရောင်ချမ်းစီကိုဒေါသတကြီးပြေးသွားခဲ့ပါတယ်တုံရောင်ချမ်းကိုယ်တိုင်လည်းရှေ့ကိုတလန်းတိုးပြီးကျွန်တော်မျိုးဘာမှလုံးမိလို့အေဂရစ်မင်းမြတ်ကစိတ်နှောင့်ယှက်ဖြစ်သွားရတာလဲလို့စိတ်မကောင်းစွာနဲ့မေးမြန်းရှာပါတယ်နန်းတွင်းရာရှိကြီးကတော့အဓိပ္ပာယ်ပါပါပြုံးရင်းနဲ့ဘာစကားတွေပြောတာလဲစစ်သူကြီးတုံတင်ကအောင်ပွဲတွေအလီလီဆောင်ချင်းပေးခဲ့တာပဲဘရင်မင်းမြတ်ကတင်အတွက်အရန်ကိုဝမ်းသာနေတာပါလို့ပြန်ဖြေပါတယ်ဒါပေမဲ့သူ့ရဲ့ပြောနဲ့အလုတ်ကမကိုက်ညီသလိုဖြစ်နေတာကြောင့်အားလုံးကစဉ်းစားမရအောင်ဖြစ်နေကြပါတယ်လီမီကတော့ရရှိလာတဲ့ဆုလက်တွေကိုကြည့်ပြီးစိတ်မထိန်နိုင်တော့ပါဘူးတိုင်းပြည်အတွက်အသက်ဆုံးခဲ့တဲ့သူရဲကောင်းတစ်ယောက်ကိုနန်းတော်ကဒီလိုပဲဆက်ဆံတာလားတိုင်းပြည်ရဲ့ဗန္နာတိုက်ကနှိမ့်မဲ့နေရင်တောင်စစ်တီတော်တွေရဲ့စိတ်သက်ကိုဒီလောက်အထိအေးဆက်အောင်မလုပ်သင့်ဘူးလို့လူအများရှိမှာပဲဒေါသတကြီးအော်ဟစ်မိပါတယ်သူမရဲ့မစင်မချင်းဆွဆွဲမှုတွေကြောင့်နန်းတွင်းရာရှိကြီးရဲ့မျက်နှာဟာချက်ချင်းဆိုသလိုမေးမောင်သွားပါတော့တယ်အရာရှိကြီးကတုံဆိုင်မနေပဲစစ်သူကြီးတုံဘရင်မင်းမြတ်ကတင့်ကိုဒီစာအုပ်တွေပေးလိုက်တာဟာအကြောင်းမဲ့မဟုတ်ဘူးတင်ကိုယ်တိုင်မဖတ်ချင်ဘူးဆိုရင်တောင်တင့်ရဲ့နာဂတ်ဇနီးလောင်းကိုဖတ်ခိုင်းလိုက်ပါဒါမှလူမှုကျင့်ဝတ်နဲ့စကားပြောပုံဆိုပုံတွေကိုတင်ယူနိုင်မှာပေါ့လို့လီမီကိုခန့်နေတဲ့ပြန်ပြောလိုက်ပါတယ်အခြေအနေတွေကိုဆိုးမလာအောင်တုံရောင်ချမ်းကချက်ချင်းပဲဒူးထောက်ပြီးအရာရှိကြီးစိတ်မရှိပါနဲ့သူမကမတိနားမလဲလို့ပြောမိတာပါကျွန်တော်မျိုးကိုလမ်းညွှန်ပြသပေးပါအောင်လို့ရိုသေစွာတောင်းပန်ရှာပါတယ်
သူဟာသူမကြောင့်နန်းတော်နဲ့ပြဿနာမတက်အောင်အစွမ်းကုန်စူးစမ်းနေတာပါအရာရှိကြီးကနောက်ဆုံးမှာတော့ဗဟေရိဆန်နဲ့စကားတခွန်းကိုပြောသွားခဲ့ပါတယ်မကြခင်မင်းတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲရှိတယ်မဟုတ်လားဒါကြောင့်မင်းမြတ်ကမင်္ဂလာဝတ်စုံအစ်စ်တွေချုပ်ဖို့ပိုးထည်တွေပေးလိုက်တာနေမှာပေါ့လို့ပြောပြီးလှည့်ထွက်သွားပါတယ်တုံရောင်ချမ်းကတော့ဒီစကားတွေနောက်မှာတခုခုရှိနေတယ်ဆိုတာကိုသိနေပြီးစိုးရိမ်စိတ်တွေနဲ့ကြံရစ်ခဲ့ပါတယ်နန်းတော်ကပေးသနာလိုက်တဲ့ပိုးထည်အစုံနှစ်ထည်ကိုကြည့်ပြီးသူမရင်ထဲမှာတကယ်ကိုခံရခတ်သွားပါတယ်တိုင်းပြည်အတွက်အသက်နဲ့ရင်းပြီးတိုက်ပွဲဝင်ခဲ့တာကိုဒီလိုဝိစုပ်တွေနဲ့ပဲတုံ့ပြန်လာလားဆိုတဲ့အတွေးနဲ့တင်သူမဒေါသတွေအလိမ့်လိုက်ထွက်လာမိပါတယ်ဒါကြောင့်အဲ့ဒီပိုးထည်တွေကိုပိုက်ပြီးတုံရောင်ချမ်းစီပြေးသွားကလူအများရှိမှတင်တစ်တာတဲ့ကိုပြန်ပစ်ပေါက်လိုက်ပါတယ်ရှင်ဒါမျိုးကိုတီးခံနိုင်ပေမဲ့ကျမကတော့မခံနိုင်ဘူးလို့လည်းပြက်ပြက်သားသားပြောဆိုလိုက်မိတာပေါ့တုံရောင်ချမ်းကတော့သူမရဲ့တုံ့ပြန်မှုကိုကြည့်ပြီးအတော်လေးအံ့အားသင့်သွားပါတယ်။သူကတော့ဧကရရဲ့အလိုတော်ကိုမဆန့်ကျင်ရဲသလိုနန်းတွင်းရေးပရိယေတွေကိုလည်းကြောက်ရွံ့နေပုံရပါတယ်။သူမရဲ့ဒေါသကြောင့်သူ့ရဲ့အနာဂတ်ယာတုကုန်ရှင်တွေထိခိုက်မှာကိုလည်းသူကပိုပြီးစိုးရိမ်နေတာပါ။ဒီအခြေအနေကိုကြည့်နေကြတဲ့မြို့သူမြို့သားတွေကြားထဲမှာလည်းစကားတွေအမျိုးမျိုးဖြစ်ကုန်ကြပါတယ်။သူမကတကယ်ကိုစီစားကြောင်တာပဲစစ်သူကြီးနဲ့တောင်မတန်ဘူးဆိုပြီးလီမီကိုကဲရဲ့သူတွေရှိသလိုတုံရောင်ချမ်းကိုလည်းတနာသလိုလိုနဲ့တောင်ပြောင်နေကြသူတွေရှိနေပါတယ်အခြေအနေတွေကတင်းမာလွန်းလာတဲ့အဆုံးမှာတော့တုံရောင်ချမ်းဟာဘာစကားမှထပ်မပြောတော့ပဲသူ့ရဲ့မြင်းပေါ်ကိုခုန်တက်ပြီးဝေးရာကိုမြ мян ဆန်ဆန်ပဲစီးထွက်သွားပါတော့တယ်သူမလည်းသူ့နောက်ကိုအမိလိုက်ဖို့စူးစမ်းပေမဲ့သူကတော့လက်တောင်မကြည့်ပဲထွက်သွားခဲ့ပါတယ်